ညီကိုရအောင်မဲမင်္ဂလာပါမနေ့ကကျွန်တော်နှစ်ပွဲရွေးချယ်ပေးခဲ့တယ်ဒါမီလန်ဒါဘီရဲ့ကျွန်တော်တို့ဒါစိန့်ဘော်လီပွဲရဲ့ဖရန်ဘတ်နဲ့เนาะဒါနှစ်ပွဲရွေးချယ်ပေးခဲ့တယ်မီလန်ဒါဘီတော့ကျွန်တော်ကိုပေါင်းအောက်ရရှိခဲ့တယ်ဗျာเนาะအင်တာဘော်ဒီတော့ကျွန်တော်အင်တာဘော်ဒီချန်ပြုခဲ့ဒါပေမဲ့အင်တာဘော်ဒီတော့မရပါဘူးကျွန်တော် AC ကဒါ1-0လောက်နဲ့ကတ်နိုင်သွားတယ်စိန့်ဘော်လီပွဲကြတော့ကျွန်တော်ဒါစိန့်ဘော်လီဘော်ဒီနဲ့ကျွန်တော်ဒီကိုပေါင်းအပေါ်ရွေးချယ်ပေးတယ်စိန့်ဘော်လီဘော်ဒီတော့ရတယ်ဗျာเนาะကိုပေါင်းတော့ကျွန်တော်မရခဲ့ဘူးဒီနေ့မှာကျွန်တော်ပွဲတွေကတော့အများကြီးတော့မရှိဘူးဒါပေမဲ့အဲ့ထဲမှာကျွန်တော်ဒါအကြိုက်ဆုံးပွဲနှစ်ပွဲလောက်ကိုတော့ရွေးထုတ်ပေးထားတယ်ပွဲကတော့နည်းနည်းလေးပါတယ်ဗျာเนาะဒီအပိုင်းနဲ့ပွဲပါတယ်စနေတင်းဝင်လောက်မှာကျွန်တော်ဒါပရီးမီယာလိပြန်စမှာဆိုတော့ညီကိုတို့ဒါပပလေးပဲပုတ်ပေါ့เนาะဒါပရီးမီယာလိပြန်လာမှာကိုကြိုက်တဲ့အသင်းကိုလုံးဝအော်ပြီးလောင်းလို့ရတယ်အဲ့တော့ဒီပထမဆုံးနေကျွန်တော်ဒါမြန်မာစံတော်ချိန်2နာရီဝန်းကျင်လောက်မှာရှင်းမှန်ကစားမှာကျွန်တော်ဒါလာဇီယိုနဲ့เนาะဒါဆက်ဆူအိုလိုရဲ့ပွဲစဉ်လေးကိုကျွန်တော်သုံးသပ်ပေးကြည့်အောင်လက်ရှိနှစ်သင်းလုံးရဲ့ head to head ရဆိုလို့ရှိရင်ကျွန်တော်ဒါလာဇီယိုကတာထားတယ်ဆက်ဆူအိုနဲ့တွေ့လို့ရှိရင်လာဇီယိုဒီအမြဲတမ်းအတာစီးရတယ်ပြီးရင်အနေဆုံးကတရေလောက်ပဲရှိရပဲเนาะဒါရှုံးတာတော့နည်းတယ်ဒါပေမဲ့နောက်ဆုံးတွေ့ဆုံမှုเนาะဆက်ဆူလိုအင်ကွင်းမှာတွေ့ဆုံမှုမှာတော့ကျွန်တော်ဆက်ဆူလိုကဒါလာဇီယိုကို1-0လောက်နဲ့ကတ်နိုင်ထားတာတော့ရှိရဗျာเนาะလက်ရှိတေဘယ်ရဆိုလို့ရှိရင်လည်းဆက်ဆူလိုကအဆင့်9မှာရှိပြီးတော့လာဇီယိုကအဆင့်7မှာရှိတယ်နှစ်တင်းတော့ဒါ4မှတ်လောက်ပဲကွာတယ်ဗျာเนาะလာဇီယိုအနေနဲ့လည်းဒီနေ့ပွဲမှာနိုင်ကြီးများသလိုကျွန်တော်တို့ဒါအိမ်ကွင်းဆက်ဆောင်ရည်ကိုလည်းကျွန်တော်တို့ဒါချက်သွားကြည့်ရမှာဗျာနော်လာဇီယိုကကျွန်တော်တို့ဒါဒီနေ့ရဒီအိမ်ကွင်းဆက်ဆောင်ရည်မှာဆိုလို့ရှိရင်ဒါတပွဲနိုင်ပြီးတော့နှစ်ပွဲတည်ကြတယ်နှစ်ပွဲရှုံးထားတယ်ဗျာနော်သူ့အသင်းရဲ့အနေထားနဲ့ဆိုလို့ရှိရင်ဒါအိမ်ကွင်းဆက်ဆောင်ရည်ကနည်းနည်းလေးပိတ်အားရကြတော့ကောင်းမနေတဲ့မှာတော့ပါတယ်ဆက်စုအိုလိုကလည်းကျွန်တော်တို့ဒါအဝေးကွင်းနောက်ဆုံးကားပွဲကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ဒါနှစ်ပွဲနိုင်ပြီးတော့တပွဲတည်ကြပြီးတပွဲနှစ်ပွဲရှုံးထားတယ်ဗျာနော်နှစ်သင်းလုံးရဲ့လက်ရှိပုံစံတွေတင်းဖောင်တွေခြေဆွမ်းရတော့တိတ်ပြီးတော့မဟနေဘူးအဲ့တော့ဒီမနက်ပေးထားတဲ့ဈေးနှုန်းကကျွန်တော်တို့ဒါလာဇီယိုကနေပြီးတော့ level 55ပြားရှုံးကိုပေါင်းကနှလုံးကိုတဝက်ရှုံးဖြစ်တယ်ဗျာနော်လက်ရှိပေးထားတဲ့ဈေးနှုန်းရဆိုလို့ရှိရင်ကျွန်တော်တို့ဒီ level 50ရှုံးပေးထားတဲ့ဈေးနှုန်းဒီဒါအင်ရှင်99ကြီးလည်းများသလိုတရေကျနိုင်ကြီးလည်းများတဲ့ပွဲဖြစ်တယ်ဗျာနော်ဒါ50ပဲနော်နှစ်ဖက်လုံးကအဲ့တော့ဂိုးပေါင်းဈေးကလည်းကျွန်တော်တို့နှလုံးကိုတဝက်ရှုံးဆိုတော့ကျွန်တော်မနေ့ကပြောခဲ့သလိုပဲစီးရီးတွေမှာကျွန်တော်တို့ကောင်းတဲ့အသင်းချင်းဒါခံစစ်တိုက်စစ်ကောင်းတဲ့အသင်းချင်းတွေ့လို့ရှိရင်ဂိုးပေါင်းအောက်တဲ့ပွဲကတော်တော်လေးများရတယ်ဗျာနော်အဲ့တော့ကျွန်တော်ကဒီနေ့ပွဲမှာလာဇီယိုနှလုံးတဝက်ရှုံးတဲ့ဂိုးပေါင်းကိုပဲကျွန်တော်အဓိကပေးချင်တယ်ဗျာနော်ဂိုးပေါင်းကတော့ကျွန်တော်ဆက်စုအိုလိုကကတ်နိုင်မနိုင်လို့ရှိရင်1-1တစ်ပေါက်ကျွန်တော်တို့သွားဖို့များတယ်အဲ့တော့ကျွန်တော်လာဇီယိုပွဲကိုဂိုးပေါင်းအောက်ကိုကြိုက်တယ်ဗျာနော်နောက်ထပ်တစ်ပွဲကတော့ကျွန်တော်ဒါFA ကနော် FA ကတော့တိတ်ပြီးတော့ကစားလို့ကောင်းတဲ့မှာတော့မပါဘူးကျွန်တော်ဒါပရီးမီယာလိလိုမျိုးဒါခံမှန်းရတာလည်းအရင်မလွယ်ဘူးဗျာနော်နည်းနည်းလေးခက်ခဲတယ်ဖလားပွဲနဲ့ကျွန်တော်ဒါအမှတ်ပေးပွဲနေကြတော့နီးပြတွေကဒါ viewer ဘိုင်းအပြောင်းလဲတွေကစားကွက်ပြောင်းလဲနေဆိုတော့ဒါအရင်ခံမှန်းဖို့ကမလွယ်ဘူးဗျာနော်ဒါအကြိုက်တူမှာဆော့ပါကျွန်တော်တို့ကဒါတင်ဆက်ပေးတာဆိုတော့အဲ့တော့ပထမဆုံးနေကျွန်တော်ဒါဒီ FA ကကျွန်တော်ဝက်ဟန်နဲ့ Brentford နော်ဒီတပွဲကြံတယ်ဗျာနော်ဒီပွဲပြီးတော့ကျွန်တော်တို့ဒါ quarter လားမသိနော်တက်မှာအဲ့တော့နှစ်သင်းလုံးရဲ့ head to head ရကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒါဝါဟန်အင်ကွင်းမှာနောက်ဆုံးတွေ့ဆုံခဲ့တဲ့9ပွဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါ Brentford ကအသာစီးရထားတယ်ဗျာနော် Brentford က4ပွဲနိုင်ပြီးတော့ဝါဟန်ကတပွဲသာနိုင်ထားတယ်ဗျာနော်တွေ့ဆုံမှုပိုင်းမှာဆိုလို့ရှိရင်တော့ Brentford ကတာတယ်လက်ရှိခြေဆွမ်းရရောအမှတ်ပေးစရာတေးပဲကျွန်တော် Premier League တေးပဲရရောဆိုလို့ရှိရင်လည်း Brentford ကတာတယ်ဒါပေမဲ့ FA ကမှာကျတော့ကျွန်တော်ဒီလိုပုံစံမျိုးနဲ့သွားပြီးတော့မှန်းလို့မရဘူးဒါဒီကျွန်တော် Premier League အသင်းတွေကိုကျွန်တော်တို့ဒါ Championship အောက်က League 1အသင်းတွေကလည်းထားနိုင်တာပဲဆိုတော့ဒါတိတ်ပြီးတော့အတိအကျကြီးလည်းတက်လို့မရဘူးဗျာနော်ဒါခံမှန်းကြည့်လောက်ပဲကျွန်တော်တွက်လို့ရမယ်အဲ့တော့ဝဟန်အနေနဲ့ကျွန်တော်ဒါဒီနေ့ရသည်အိမ်ကွင်းနောက်ဆုံးကားဖို့ကျွန်တော်ကြည့်ရမယ်ဆိုလို့ရှိရင်လည်းဝဟန်ကကျွန်တော်နှစ်ပွဲနိုင်နှစ်ပွဲတည်ရင်လည်းတစ်ပွဲရှုံးထားတယ်အိမ်ကွင်းပိုင်းလေးနည်းနည်းလေးတော့မစိုးဘူးလို့ပြောလို့ရမယ်ဗျာเนาะဒီနောက်ဆုံး9ပွဲလောက်မှာကျွန်တော်ဒါ Brentford ကလည်းကျွန်တော်တို့ဒီအဝေးကွင်းပိုင်းမှာဆိုလို့ရှိရင်၄ပွဲနိုင်ပြီးတော့တပွဲသာတည်ကြထားတယ်ဗျာเนาะလက်ရှိခြေဆွဲရဆိုလို့ရှိရင် Brentford ကလုံးဝအတိအတတာပဲကျွန်တော်တို့လုံးဝတာရတယ်ခုနပြောသလိုပဲတေးပဲရရောလက်ရှိခြေဆွဲရရောဆိုလို့ရှိရင် Brentford ကလုံးဝတာလွန်နေတယ်ဗျာเนาะအဲ့တော့ဒီနေ့ပေးထားတဲ့ဇေလန်ကကျွန်တော် Brentford အဝေးကွင်းကနေပြီးတော့ level 35ပြားရှုံးဂိုးပေါင်းက360စားဖြစ်တယ်ဗျာเนาะအဲ့တော့တော်တော်များများတော့ကျွန်တော်တို့ဘူကီဂျေးရဆိုလို့ရှိရင်ကျွန်တော်တို့ Brentford ထိုင်မဲ့ညီကိုတွေကတော်တော်များမှာပဲဗျာနော်ဘာလို့လဲဆိုတော့လက်ရှိခုနကကျွန်တော်ပြောသလိုပဲခြေဆွမ်းရရောတေးပဲရအောင်အကုန်အသာစီးရနေတဲ့ Brentford ကိုပဲရွေးမယ်ဗျာနော် head to head မှာလည်းတာထားတဲ့အတွက်ကြောင့် Brentford ထိုင်မဲ့ညီကိုတွေကတော့ဒါတော်တော်လေးများလိမ့်မယ်အဲ့တော့ကျွန်တော်က body ကိုကျွန်တော်မပေးရဘူးဗျာနော်ကျွန်တော် Brentford ကိုတော့ကြိုက်တယ်ဒါပေမဲ့ body တော့ကျွန်တော်မပေးရဘူးဘာလို့လဲဆိုတော့ကျွန်တော်ဒါ FA ကမထင်ထားတာတွေလည်းဖြစ်တဲ့အတွက်ကြောင့်နော်ကျွန်တော်ဂိုးပေါင်းကိုပဲကျွန်တော်အဓိကပေးမယ်ဂိုးပေါင်းကကျွန်တော်ဒါ3လုံး60စားဆိုတော့ဝါဟန်ကလည်းကျွန်တော်အိမ်ကွင်းနောက်ဆုံး9ပွဲမှာဆိုလို့ရှိရင်ဂိုးတင်ထားတဲ့ပွဲက
၄ပွဲလောက်ရှိရယ်တပွဲသာဂိုးမရထားတာဗျာနော် Brentford ကလည်းလက်ရှိဂိုးမျိုးနေတဲ့အသင်းဖြစ်တယ်အဲ့တော့နှစ်သင်းလုံးဂိုးရနိုင်ခြင်းများတယ်ဗျာနော်1-1တစ်ပေါက်သွားပြီးတော့ကျွန်တော်တို့အချိန်ပို penalty ထိသွားမှာလားဒါမှမဟုတ်ဒါဟိုမိနစ်90အတွင်းမှာပဲ2-1 1-2နဲ့ပဲပြတ်သွားမလားဆိုတော့ချက်ကြည့်ရမယ်အဲ့တော့လက်ရှိပေးထားတဲ့ဈေးတန်းကျွန်တော်တို့ဒါဂိုးပေါင်း360စားကိုကျွန်တော်ကတော့ဝဟန်ကလည်းဂိုးရနိုင်ခြင်းများသလို Brentford ကလည်းဂိုးရနိုင်ခြင်းများတဲ့အတွက်ကြောင့်ကျွန်တော်ဂိုးပေါင်းအပေါ်နဲ့ပဲစွန့်စားကြည့်ခြင်းနဲ့အကြိုက်တူမှဆော့ပါအကြိုက်မတူရင်ဘက်ကမှာပဲเนาะ channel ပွဲတွေတော့ကျွန်တော်ဒါဟို channel ထဲမှာပဲတင်ပေးတယ်မောင်းကတ်တွေဘက်ကောင်းတွေဖြစ်တင်ပေးတယ်ဒီနေ့ကျွန်တော်နှစ်ပွဲရွေးချယ်ပေးခဲ့တယ်ဗျာเนาะဒါ Lazio ပွဲကိုတော့ကျွန်တော် Sassuolo body ရဲ့ကိုပေါင်းအောက်ရကိုကျွန်တော်အကြံပြုတယ်ဟို Brentford ပွဲကိုတော့ကျွန်တော်ကိုပေါင်းအပေါ်ပဲအကြံပြုတယ်ဗျာเนาะအားလုံးအဆင်ပြေပါစေ good luck ပါ